နောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြရပေါ့နော်ပကံမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းစုဟိုဟာလဲအဲ့လိုမျိုးပေါ့ပါတယ်ဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်သွားပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ဗျာဘလို့မစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့တော်တော်စောက်တင်သေးသွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာသိလားဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောရကိုကောင်မလေးရှူတင်ကျွန်တော်လိုက်သွားရန်ကုန်ကကျွန်တော်လိုက်သွားရှူတင်ရောက်တယ်သူနဲ့တွေ့တယ်စကားပြောတယ်သူ့တော့ကျွန်တော်အဲ့တော့အကြံနေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်သူကိုပြင်းဟိုလေးရိုက်ပါလားပေါ့ short video လေးရိုက်အဲ့မှာ monetization တွေပါရ YouTube ကပတ်စံမစိုးပါဘူးဝင်ဝေကောင်းတယ်ဘာဖြစ်လဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာပေါ့ဆိုတော့ကျွန်တော်အကြံနေပေးလိုက်တယ်အဲ့ဒါကိုဘဲကဟိုလေးရောက်ရောတင်မလားစောက်တင်းပြင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူထင်ရမြင်ရပြောတဲ့ဟို channel ကြီးတစ်ခုသူလုတ်လိုက်တယ်ဗျာတည်ရအဲ့လိုမျိုးပြောနေတဲ့ကောင်ဖြစ်သွားတယ်အောက်တန်းသားပေါ့ဗျာပြောရမယ်ဆိုတော့အဲ့လိုမျိုးပေါ့ခဏဟောက်ကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်းရှုဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတည်ရမှာ तू ပြောသလိုဒီဟိုပါပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပေါ့ကာမတွေမရလို့စောင်းရဒေါသဖြစ်ပြီးထွက်သွားတယ်ရန်ဖြစ်ပြီးထွက်သွားတယ်ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်အဲ့တုန်းကကျွန်တော်သာရန်ဖြစ်လိုက်ပြီးထွက်လာရလို့ဆိုအဲ့တုန်းကကျွန်တော်အပြင်ထွက်တော့ကျွန်တော်ပြန်တော့ကျွန်တော်အဲ့တုန်းက vape တောက်ကျွန်တော် vape ကကုံသွားပြီကုံသွားတော့အဲ့တုန်းကကျွန်တော်ကဟိုကိုမြတ်ကလည်းအဲ့တုန်းက तू က vape တောက်တယ်ဗျာ vape တောက်တော့အဲ့ဒါသူ့စီမှာရှိသေးလားလို့သူ့ရဲ့ manager တော့ကျွန်တော်မေးလိုက်တယ်ကိုဟင်းကိုမေးလိုက်တယ်ကိုဟင်းကအဲ့ဇလိုက်ကိုမေးပေးပဲတဲ့ကျွန်တော်ပြန်ထွက်တော့သူနဲ့တွေ့တယ်အပေါင်းဝါမှာတွေ့တယ်ဟွာတဲ့ဇလိုက်ကမရှိတော့ဟွာဗိတ်ကကုံသွားပြီတဲ့မရှိတော့ဘူးတဲ့ဟိုပိုင်းကြီးဆိုโอเคရရကိုတို့အေးဆေးပဲလို့ရဆိုထွက်သွားတယ်ကျွန်တော်ထွက်သွားတဲ့အချိန်က12နာရီဗျာပကံကနေရန်ကုန်12နာရီညနေနေ့လေပကံနေ့လေ12နာရီမှထွက်တယ်ဆိုကျွန်တော်ရန်ကုန်မောင်းလို့ကျွန်တော်အဝေးမောင်းမှာအဲ့အတွက်ကျွန်တော်ဟိုတယ်ဝင်းနဲ့ထွက်သွားလေအေးဆေးပဲကျွန်တော်လမ်းပေါ်ရောက်တော့မှဘူးဆိုရကျွန်တော်အချိန်တင်းမောင်းသွားဒါဟိုပဲကျွန်တော်ကဆောင်းရအောင်တိုင်းကြီးမောင်းသွားတယ်တို့ကားတွေကိုကန်ကြောက်သွားတယ်ဆိုတာပါသေးတယ်သိရမလားအဲ့ဒါဟိုတဲ့အဲ့နေ့မှတဲ့ဟိုဟာပြန်သွားတော့တဲ့နန်းစုကမှုမကောင်းဘူးတဲ့ဘာဖြစ်လို့ तू လိုက်စုံစမ်းနေတဲ့လိုက်စုံစမ်းတဲ့အထိကတော့ကျွန်တော်လက်ခံပါတယ်ဟုတ်ပါတယ်ဒါတော့ဟိုပေါ့နော် shooting မှာ director တယောက်အနေနဲ့ဒီဟိုပါပေါ့မင်းသမီးတို့ actor တို့ဒါတွေဟိုပေါ့နော်ဟိုဖြစ်တဲ့ခါကျရင်တော့စိတ်မှုမကောင်းတဲ့ခါကျဘာဖြစ်နေလဲဒါမျိုးတော့စုံစမ်းတာဆက်စုတာတော့တဘာဝပါပဲဒါမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါတဲ့ဟိုမင်းသမီးတယောက်ယာတီလာတဲ့ကိစ္စကြီးကအထိလိုက်ဆက်စုပြီးတော့မှတိမှာဟာ तू ကယာတီလာနေလို့ဟိုကောင်က तू နဲ့မအိတ်သွားလို့အဲ့လိုမျိုးဖြစ်လို့ဒေါသဖြစ်ပြီးတော့ပြန်သွားတယ်လို့ပြောတဲ့ပါဇက်ကြီးကတော့ဗျာစောက်ပေါ်က logic ကြီးဗျာစောက်ရန်ပေါ်တဲ့ logic ကြီးနဲ့သူ့ဘာသူဇလန်းတွေရေးပြီးတော့ထွင်နေဗျာသိရမလားဟိုအဲ့ကကျွန်တော်မသိလို့မေးပြဆိုအဲ့မင်းသမီးတယောက်ဒီလိုပေါ့နော်ဓမ္မတာလာနေတယ်ဆိုတဲ့ကိစ္စကိုယောက်ျားကြီးတံမဲနဲ့လိုက်ပြီးတော့မှဆက်စုနေအောင်ဗါလဲအမိုက်ပုံးနဲ့တော့ကောင်လိုက်နိုင်နေရလားကျွန်တော်ပြောချင်တာအဲ့လိုမျိုးလားအမိုက်ပုံးနဲ့လိုက်နိုင်ပေါ့ဟောရောက်မင်းသမီးရာသီလာ